လာပါတငယ်ချင်းတို့ရေဒီနေ့တော့ကျွန်တော်တို့ကအာယုံလေးကိုရှာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကစာတော်မှမရှိတော့ပထမဆုံးကျွန်တော်တို့အာယုံမရှာစနေကျွန်တော်တို့အိမ်မှာကြတော့မကြီး Oh sorry တရားရီကလည်းရှောက်ဘူးလို့ပေါ့မကြီးဒီကောင်းနေအိမ်မှာတော့မှပရင်းပေါက်တွေရှိကျွန်တော်တို့အိမ်မှာပရင်းပေါက်တော့မှမရှိအားကြောင့်မလို့အေးအစားတွေမှာကျွန်တော်နောက်တော့တစ်ကောက်ဒီမှာအစားနောက်တော့10နှစ်လောက်ဒီခံမယ်လို့ထင်တာပဲစားပါဟာရပါမဘောနော်ကျွန်တော်တို့အိမ်ကို glass လုပ်ဖို့ကကျွန်တော်တို့မြေကြီးလိုတယ်မြေကြီးမြေအေးဒီလိုမှအိမ်နေကျွန်တော်ခဏခဏမတွေ့ဘူးတစ်ခါတွေ့ဘူးလေပြီးတော့နောက်တစ်ခါအခုမှပြန်ပြီးတော့တွေ့လာမိုက်တယ်နော်ရှေးကူးကနေပါ ਈ နဲ့ဘာမှမရှိဒီဘက်ကစက်တင်ကဘာလို့လာပြီးပွင့်နေရလဲမသိစိတ်ညစ်တယ်အေးတေတော့မူချင်ကျွန်တော်တို့အခုကြတော့ဘာစားရင်ကောင်းလဲပိုတေတိုလေးပဲစားလိုက်အောင်ဒီစက်တင်ရလေကွာဒီပိုတေတိုနဲ့အားပြေးမှာဟာနဲ့ပန်းဒီလေးပါလေးပဲဖြစ်စားတယ်ဟာဒီကစက်တင်ရဘာလို့တစ်ခါပွင့်နေရလဲမသိဘူးဘာလို့ကျွန်တော်တို့တော့အိမ်လုံးဖို့ကတို့မြေကြီးလိုတယ်မြေကြီးဆိုတာဒီလိုမှန်တဲ့မြေကြီးတွေကိုပြောရမဟုတ်ဟောမှာ room porter ပါရှိရဒီဘောတော့မှတော့ကြည့် room porter နဲ့ရှိရင်တော့ကျွန်တော်နေတော့တွားလိုက်ရအမေနေတော့တွားဖို့ကျွန်တော်တို့ diamond gear တွေရှိမှတွားမှာပေါ့နော် diamond ဒီလိုမှန်မြေကြီးကိုပြောတာ sand ပေါ့တဲကိုပြောကျွန်တော်ရှော်ဝေးလေးနဲ့အမြန်လေးအေးတရားချီးပဲကွာမတီးဘူးလေအဲ့လိုကြီးဖြစ်မယ်ဒီနားမှာတော့ဒီပန်းနေရှိတယ်ဟုတ်တယ်ဟာ room porter ကြီးလားမသိမိုက်ပါဘောနော်အဲ့လိုနိုင်တော့ကျွန်တော်ပထမဆုံးအားလေးပါလေးတွေ့ရင်တော့မှနေတာတွေပါတော်လေးကျွန်တော်တစ်ခါမှ survival mode ထဲမှာနေတာမတွားဘူး survival mode နဲ့ဒါတစ်ခါကျရင်ဝင်လိုက်တယ်လားတွိုင်းဆော့ရင်ကြကျွန်တော်ဘွားမှာပဲဆို creative မှာပဲဆိုဟာဒီဟိုရတော့များတယ်လားကြောင်ညာတွေကပြတော့ကျွန်တော်တို့ပေးဆော့ရလဲမဟုတ်ဒီကြောင်ညာတွေကများလုံးနေကွာနည်းနည်းလေးဟောမဖြစ်ဘူးတို့အားမနာWi-Fi နာပိတ်ထားလိုက်တော့โอเคခုကျွန်တော် Wi-Fi ပိတ်လိုက်ပြီပေါ့နော် Wi-Fi ပိတ်လိုက်ပြီဆိုဟောမဖြစ်တော့active တကူမှမပေါ့gravel ရှိရင် gravel နဲ့ချက်မွေးနဲ့ကျွန်တော်တို့သုံးနေရှိရင်ကျွန်တော်မြားလုပ်လိုက်ရတယ် gravel တော့မဟုတ်ဘူး flint ကြလာလိုက် flint လည်းမကြောက်ဘူးတော့ဒီဘောဝဆက်တော့မဒီလိုနာမြေကြီးတွေကိုပြောတဲဖို့ဒီဘောဟောတချို့တူတွေကတော့အဲ့ဟောဗလေဟိုလို့ဘောကြအပြင်မှာလဲတဲပဲလိုတာလေ micro အဲ့ဒါကြကျွန်တော်တို့လေးစားရလားအဲ့ဒါ realistic ပုံစံလောက်တာလေဟဲ့ဒီ village မှာပါလေဟာ church နှစ်ခုအောင်မဒီဘောပြဘယ်မှာလဲရ skeleton တက်ချင်တယ် skeleton ရှိရင်ပဲဖြစ်ဝါရတယ်ဟောလေဘုံတွေပါရတယ်ဘုံရှိရင်ကျွန်တော်တို့ခွေးတွေပါမွေးလိုက်ရကျွန်တော်ဒီတစ်ခေါက်တော့ခွေးတော့မွေးလို့မရဘူးလို့ထင်တာဟောလို့ဆိုခွေးမှမတွေ့ရတကောင်မDonkeyစီးပေါ်ကြဆက်တယ်လေးပါလို့ရင်းစီးတယ်ဥစားလीကိုကျွန်တော်တို့အိမ်ကိုပြန်ရောက်ပါပြီခင်ဗျာပြီးခဲ့တဲ့ခါဒီနားမှာအိမ်တစ်ခုဆောက်ထားရပေါ့နော်ဟိုနေရာလေးက window လုပ်ဖို့
ဒီဘက်မှာလည်း window လုပ်ဖို့နေရာလေးလုပ်လိုက်ဒီဘက်တစ်ချမ်းလုံး window လုပ်လိုက်ရောအဲ့ဒါပဲတည်ရင်ကျွန်တော် wood တွေတောင်မှဒီလောက်ထိမလိုပါဘူးဗျကျွန်တော်တော့လုံနေအတုံးနေလေးလုပ်လိုက်ရခဏလေးပထမဆုံးကျွန်တော်တို့ကဒီဟာတစ်ခုယူလိုက်မယ်ယူပြီးတော့ဒီမှာထားရိုင်းမှာထားတော့ရင်ကျွန်တော်တို့တို့ဖို့လို့တယ်ရှူတော့ဒီဟာလေးထည့်လိုက်တော့ရင်ဒီထဲမှာကျွန်တော်တို့ကဟိုဒီဆန်းနေထည့်တော့ရင်ဒီဟာလေးပေါ်ထည့်လို့ကျွန်တော်ဆောက်မှာပေါ့နော်အဲ့ဆန်းဝါဖြစ်တယ်အဲ့ဆန်းဝါမဖြစ်ကနေထွေးစိတ်ပါကွာမိုးပြန်မထုံညပြန်ပြန်လို့မရောက်တော့နိုင်ဘူးနော်ညအောင်မုန်းနေလက်ဒီကိန်းလေးမှာရှေ့မုန်းတာကျွန်တော်ညအောင် Okay blacksmith တွေပါရှိဘူးလားမသိဘူး blacksmith တွေပါရှိရင်တော့ဟိုပါဂျိုလီယာငွေတွေရွှေတွေအေးတေးရောဒီကောင်ကြီးကဘာတွေးလို့လဲလို့ကြည့်ဟဲ့ဘာတွေးလို့လဲဟိုဒီကောင်ကြီးက jobless villager တွေအဲ့အလုံးမရှိတဲ့ villager တွေကတွေးမလို့ဒီကောင်ဟဲ့ချီးရဘလို့ပြေးနေရလဲအဲ့လိုဒီပက်ထရိုနဲ့ဝါရလေးတဲ့ပက်ထရိုအမရတကူဝါလေးချက်ကူတီလိုက်အမရဒီထရိုကြိုက်တယ်လားဒီကောင်ကြီးအမရဆောက်ယူကျွန်တော်ပမောဆိုပါမုံလေးပဲဖြစ်စားလားအပြေးတော့ပြစိတ်ညစ်တယ်ဖြင်းရင်သူကရောပြေးပါပဲမြန်တော့ကျွန်တော်တို့က room portal လားဆိုပြီးတော့မသိဘူးဆိုပြီးတော့ပြောတယ်လေအဲ့နောက်တော့စစ်ကြည့်ဒီဘက်မှာတင်တော့ခုနကကျွန်တော်ဒီနားမှာလောက်ဆန်းနေအများကြီးရှိတယ်ဒီအတိတ်ကိန်းတော့မှဒီနားမှာနေလာပြီးတော့ယူလိုက်မှာပေါ့ဒီနားမှာမဟုတ်ဘူးဘယ်နားမှာလဲမသိဘူးကံပုံစံလေးဖြစ်နေဟိုဘက်မှာလားဒီဘောတော့ကြည့်မဟုတ်ဘူးမတော်လည်းမတော်ချင်ကြောက်ပါလေဇွန်ဘီတွေပါလေထွက်လာကျွန်တော်တို့ကြောက်သွားချီပဲဖြည်းဟောလေမတော်ရှိဘယ်နောက်ရောက်သွားရင်ဘုံပေါ်တယ်တွေးလိုက်လို့ဒီ village ထဲမှာကျွန်တော်ချိန်နေ iron golem နေပါမရှိဘူးလားဆိုရှိတယ်ဟောမ iron golem တော့လို့မ friend လုပ်လိုက်ရမှာ iron golem เนี่ยဒီ poppy ဆိုတဲ့ band လေးတွေကိုကြိုက်တယ်မယူပြမင်းတို့ဒီပန်းကိုကြိုက်တယ်လားသူတို့တေတော့ဒီပန်းလေးကြာတော့သူတို့တရားဒီကောင်းစီရောတွေးလို့ရမရဘူးဒီကောင်းလည်းလုံးမလို့တဲ့ကောင်းကြီးများလိုက်တော့ကွာမင်းတို့ကောင်းကြီးရတယ်အလိုလေးပါလေလုံးပါလားစောက်လို့မလို့ဘဲနဲ့တနေ့ကုန်ထိုင်စားနေပေးမယ်အမရခုနခုရရင်ပြပါတကူပေးမယ်
paper နဲ့စနေလေးကိုရရင်အမလို့ချီးပဲကွာတော်တော့ကျွန်တော်တို့ကအခုချိန်လောက်ဆိုရင်တော့ဖြစ်နေလို့အခုမှပဲမဖြစ်သေးရင်တော့ကျွန်တော်ပတ်ကွဲတော့မယ်ဗျာညတညလုံးမဲ့အိပ်ပြီးတော့အဲ့တော့ထားတာပြီးဖျောက်သွားငိုင်းအိုးမောင်အေးဒီဘက်တောင်းမှလာဆောင်လာပြီးတော့မင်းကြီးကျွန်တော်မှားတော့တယ်အင်းအဲ့နေရာမှာဆောင်ရင်အဲ့လောက်ဒီဟိုမဖြစ်ဒီအပေါ်တဲထဲမှာဆောင်လာဟုတ်တယ်ဒီမှာဒီအရေးရှိတော့ဘလို့ဆောင်လိဟုတ်တယ်လေဟိုတောင်းပေါ်အဲ့တောင်းပေါ်ဆိုရင်တကယ်ဟိုမိုက်မှာကျွန်တော်မှားတယ်ဗျာကျွန်တော်မှားပြီးတော့လာမခုနခုပဲရတယ်ရောဝိုင်ဖိုင်အဲ့ဒါကြောင့်လေဝါဖြစ်တယ်လားကျွန်တော်တို့ကို glass panel လေးတွေလုပ်လို့ရတော့ပါပြီဒီလိုလုပ်ရင်ဘာရလဲဆိုတော့ကျွန်တော်တို့ကဒီလိုပြီးတော့ရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ red poppy လေးတွေကိုကျွန်တော်တို့ dye လေးလုပ်လိုက်လိလုပ်ပြီးတော့ကျွန်တော်တို့အဲ့ဒါနဲ့မှန်လေးလုပ်လိုက်ရပေါ့နော်မှန်လို့မအတုံးကြီးတွေကျွန်တော်မကြိုက်ဘူးဒီကောင်လေးတွေကကြာအဲ့အတုံးလေးကမှနည်းနည်းလေးနဲ့ရရပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်ဒီကောင်လေးကိုပဲကြိုက်တာအမှန်တကယ်ဆိုရင်တော့ဒီအင်းရဝတ်နဲ့ဆောက်တာဆိုလေဘာလို့ရမှာလဲဆိုတော့ဟောပါလေအဲ့လိုနဲ့ gray လေးထဲမှာ gray လို့ပို့ပန်းနေတယ်အဲ့ကြောင့်ကျွန်တော်လောက်ပါမလားမသိဘူးဆိုတော့မထည့်တော့ gray မလောက်တော့ဒီကိန်းထဲမှာကျ micro ပုံစံထားနေတယ်မလို့သူ့နေရာမှာသူ့ဟိုတန်းပြီးတော့ဟိုလောက်လာနေရသူကတခုပြောမယ်နော်ဒီမှန်ရနော်ကိုယ်ရောရင်ပြန်ပြီးတော့ဟိုလုံးလို့မရမဒီတတားတော့ဆိုရင်မပြန်ပြီးတော့ဖြတ်စည်းလိုက်ပြန်ပြီးတော့ထားလိရဒီထဲမှာကျထားလို့မရနောက်ကနေတော့တန်နေပေါင်းစုံကြားနေနော် sorry ပါနော်ဖြူပါတော့ပြီကျွန်တော်ရဲ့ channel မှာနော် subscriber 15ယောက်အနေနဲ့မတက်နိုင်နော်ကြည့်ရသူတွေကတော့ကျွန်တော်တွေ့တယ်ဒါပေမဲ့တရားမှ subscribe မလုပ်ကြဘူးဟဲ့ဘာဖြစ်တော့အော် class ရပါတနေ့ကတုံးခုမရတာOkay, naku. Ele automatic tool လေးရတော့ဒီရှေ့မှာတော့မထားဘူးဘာဖြစ်လို့လဲဆိုအရှေ့မှာကျ zombie တွေဝင်လာတယ်အဲ့လိုမှထား
ကျွန်တော်တို့ class တွေကမလို့တော့ဘူးလို့ထင်နေရလို့တော့လူတီးတဲ့ဟာကုန်းသွားထပ်ပြီးတော့ဝါလို့โอเคကျွန်တော်တို့အိမ်လေးတော့ပြီးဆုံးသွားပြီပြီးတော့ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်တို့အမှန်တကယ်တော့အာယုံဝါရှာမှာဒီအလုံးနေရနေမယ်ခုပဲ16မိနစ်နဲ့အေးပေါ့16မိနစ်နဲ့35စက္ကန့်လောက်ရှိ33ခွတ်တိုက်အာယုံလို့ဘောကြတော့အာယုံရှာဘောကြကျွန်တော်တို့ဟိုရဲဟို cave တကူလိုက်ရှာ cave တွေ့တယ်လားဟိုနားမှာဟိုမှာလေကျွန်တော်တို့အိမ်ဘေးနားမှာလေ cave But I gave him a hole. Do not give the good lady. Such a long video. Me, I can give to Luna. I gave them my iron. She loved it. She gave them. Hold on, Molly. Iron. I do a watch and a root to trout lure, eh? Chive qua châu đi मैं क्या जैसे मुंह और रिवाइव से हुआ Una ayo ni miyai be achieve ayo chau ba de su ma kwa nga skeleton ni ba yauk la ma chau de lu ကျွန်တော်တို့နောက်တော့မြေကြီးနဲ့အေးဒီမနေအိမ်မှာချင်းအယုံနေအများကြီးပဲကျွန်တော်ဒီအားနဲ့ညောင်မအယုံဆက်တစ်ခုလောက်လုပ်လိုက်အာမပေါ့အာမအယုံဆက်မအယုံအာမ full set of iron armor we are gonna make full set of iron armor ဒီအားနေလို့အဲခုံဖို့ပဲကြည့်တာပါအချီးပဲအဲ့ခါဒီယာလို့ပြုတ်ကြနေငါ့ရဲ့တက်လေကုန်လုံးမကုန်တော့ဘာနာမပါတွင်းကျွန်တော်တခါမှဒီလိုနေရာတနေရာထဲမှာအယုံလောက်အများကြီးမတွေ့ဘူးကိုစတခုဖယားတရားတငါမိပါစေ။ Nice, don't be asleep. Joel one now. And my what am I she lamp? No, so. Time I'm about my safety don't she
ကျွန်တော်တို့ဒီဟာနဲ့ပဲအာယုံအမှာပြေတစ်ခုလောက်တော့လို့မရအာယုံအမှာပြေလို့ပေါ့အနည်းဆုံးအာယုံအနည်းဆုံး25ခုလောက်တော့လို့ဒီဘက်ကိုဆောက်ယူရအေးညမိုးထုတ်တော့မယ်တို့အာယုံလာတာဒီနေ့တော့15ခု16ခုလောက်ရတော့ဒီဘော19ခုပေါ့အိမ်မှာကျန်3ခုဖြည်းချီပဲကန်ကောင်းလို့ဒီမှာလာပြီးတော့ကြာတော့အေးအဲ့ဒီကောင်ကိုတော့တာမယ်မနာစားကန်ကောင်းလို့ဟာကိုဝမဟုတ်တာဟာကိုဝဆိုတာကြမသိလို့ပြန်မစပွာလို့မရဘူးဗျာအဲ့လိုနေရာမှာကျွန်တော်ဒီချင်လောက်လာမိနေကျွန်တော်ပောက်ကွဲနေလို့ကန်ကောင်းလို့နေတိုင်းအိမ်ထဲမှာပဲအိမ်နေတော့အဲ့လိုနဲ့ respawn point တခုဖြစ်တော့ဒီမှာလည်းငါအိမ်နေဘာလို့ရှိသေးလဲ master creeper ရှိနေတော့ငါအဲ့ဘောကိုလမ်းတော့မလျှောက်တော့ creeper ရှိတော့ okay အာယုံကန်ကောင်းလို့ပထမဆုံးကျွန်တော်တို့ဘယ်တစ်ခုလောက်ယူတော့ရတော့ဒီနေ့ဗီဒီယိုလေးနိုင်ခွက်ပဲလားမသိပါဘူးဗျာရှိတယ်တိုင်းမိုးနေပါရောဒီ cave တွေမှာရှိလားရှိတယ်ရှိမှာကဲဒီဘက် cave တွေကိုတော့ငါလုံးဝမတော်တော့ဒူးတော့မနေ့ပြန်မှာပဲဆက်သွားတော့ဒီနေ့ကျွန်တော်တို့အာယုံဟန်တွားတာတော့အာယုံအားလုံးပေါင်း19ခုတော့ပြည့်သွားဒီကနေ့အာယုံအားမှာပြည့်တော့လို့ဘောမိုက်တယ်ပြောစရာကြီး ဟုတ်တယ်ဒီထဲမှာလားဒီနားမှာဘယ်နားမှာလဲမသိဟိုတွေ့ရတယ် room portal oh my god ဒီနားမှာတွေ့တာဟုတ်လားဟုတ်လုံးမယ်ဟိုဘက်ချမ်းမှာဒီနားမှာဟုတ်တယ်မလားမဟုတ်ဘူးဗျာကျွန်တော်ဘယ်နားမှာလဲမသိတွေ့လိုက်တော့နော်ဟိုဘက်ဆက်သွားတယ်နေထင်နေဒီနားမှာဟိုကန်တစ်ခုရှိလေမဲကန်ထဲမှာပဲတွေ့ဒီကောင်ဒီနေမှာတဲကွဲနေတယောက်ဟုတ်မလို့အောင်ပွင့်ဖေမလို့ချီသွားအေးချီပဲအပေါ်ပြန်တဲ့ drown လေ zombie ပဲအေး endermanဒီနေရာမှာလူနဲ့တဲတောင်ရှိမယ်လို့တိကင်ကဟိုဘက်တော့မတဲယူဖို့မတော်ဘူး
ဒီနားမှာလားမသိဘူးအဲ့ကန်ဟုတ်တယ်ဒီမှာအဲ့ကန်ပဲဖြစ်တော့မှာပါဟုတ်တယ်ကန်ထဲမှာ drown နေပါမရှိနေနော်တရားမှာဟိုကြီးဘာကောင်းလဲဝေါroom portal လည်းမဟုတ်ပါဘူးဟေးဘာ room portal မရှိရှိမယ်လို့ထင်လို့ခုန်ကြလဲအချိန်မဲ့လကားဖြစ်တယ်အေးနော်ကန်လေးကိုချစ်စရာလေးမိုက်ကျွန်တော် swimming pool လေးလုပ်လာโอเคကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကတော့အဲ့ဒါပါပဲအာယုံလေးတွားရှာတယ်ကျွန်တော်တို့အိမ်တို့မှန်လေးတွေလုပ်တယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အခုဘာလုပ်မှလဲဆိုတော့လူနန်မလို့မြက်ပင်လေးတွေအဲ့ဒါလေးတွေကိုဝါလို့ကျွန်တော်တို့အစိတွေရလိမ့်မယ်အဲ့မှာတို့ဒီလိုနဲ့အစိလေးရအဲ့အစိတွေကိုကျွန်တော်စိုက်လိုက်ရကျွန်တော်ပြမယ်ကျွန်တော်ပြမယ်ဟုတ်မှအများကြီးပဲအဲ့ဘောထွားလို့တခုပဲဖြစ်ရလိကွာမင်းရလေဒီအကြီးတွေမှာရတာခတ်တယ်နေတယ်ဟုတ်လားမအကြီးတွေမှာကတ်တာပဲချီပဲကွာဒီရတဲ့ကောင်းအောင်လို့ယောအစိတွေကြာနေဘာမှယူလို့မရမဒီဘောအစိတွေရတော့ကြာအဲ့ဒီမလေးအေးအဲ့လိုမှာဗီဒီယိုဒီတစ်ခေါက်တော့တော်ရှိသွားပြီပေါ့နော်။နိုင်ခွဲတော့မပြည့်သွားဘူး။မနေ့ကဗီဒီယိုတင်ဖို့တွေမှာကျွန်တော်အကြာကြီးပဲစောင့်လိုက်ရ။ဟာဆိုကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြမယ်ပေါ့နော်။ဒီလိုနဲ့အစစ်လေးလိုက်ရှာလေးရတယ်ပြီးတော့ကျွန်တော်တို့လေယာဉ်လေးလုပ်လိုက်ရဒီနေ့ကျွန်တော်အာယုံရှာတာတွေ့တယ်မနေ့ကညရင်ကျွန်တော်ဗီဒီယိုတွေစတိုက်တင်ပြမယ်။မနေ့ပြန်ဒီနေ့မနေ့ကရရင်စပြီးကျွန်တော်ဗီဒီယိုတင်နေရဒီနေ့လည်းတင်ပြတယ်။အဲ့လိုနဲ့ကျွန်တော်ဒီရက်ရမှာစတိုက်တင်ပြမယ်ပေါ့နော်။Tata bye bye ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါ bell icon လေးကို all ထဲမှာထည့်ပေးပါ like လေးများလေးပေးပါကျွန်တော်ကို 100k ပြည့်အောင်လုပ်ပေးပါနော်ကျွန်တော်ဒီမှာကျွန်တော်ရဲ့အိမ်မကိုပြည့်အောင်လုပ်ပေးပါနော်ကျွန်တော် YouTuber တယောက်ဖြစ်ချင်လို့ပါTata bye bye မနက်ဖြန်ပြန်တွေ့ကြစို့